Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာတော့ဒါ GMT form တင်မဲ့သူတွေအတွက်ပေါ့နော်form မတင်ခင်ပထမဆုံးလုပ်ရတဲ့ဒီ registration အဆင့်ကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီ registration ကကြတော့ GMT form တင်မဲ့သူတိုင်းပေါ့နော်လုပ်ရမယ့်အဆင့်ဖြစ်ပါတယ်ဒီလို registration လုပ်မထားဘူးဆိုလို့ရှိရင်ဒီ form တင်တဲ့ရက်တွေကြလို့ရှိရင် form တင်လို့မရပါဘူးအဲ့အတွက်ဒီ registration အဆင့်ကိုမဖြစ်မနေကိုလုပ်ရပါမယ်ဒီမှာကြားရဲ့ဒီ Facebook page စာမျက်နှာမှာလည်းအသေးစိတ်အချက်အလက်တွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီ video လေးမှာကကြတော့စာဖတ်ပြီးတော့တိတ်ပြီးတော့ကျွမ်းကျွမ်းကျင်ကျင်နားမလည်တဲ့သူမျိုးတို့ပေါ့နော်တိတ်မလုပ်တတ်တဲ့သူမျိုးတွေအတွက်ကိုဒါလက်တွေ့လုပ်ပြမယ့် video လေးဖြစ်ပါတယ်ခင်ဗျာအဲဆိုတော့ကျွန်တော်တို့စလိုက်ကြရအောင်ပေါ့နော်အဲဆိုဒီမာချာရဲ့ဒီ website ထဲကိုရောက်သွားတဲ့ခါကြလို့ရှိရင်သူက login button လေးရယ်ဖောင်ချောက်ထားရန်မှတ်ပုံတင်ပြီးဆိုပြီးတော့ button လေးနှစ်မျိုးရှိရယ်ပေါ့နော်ဒီ login ဆိုတဲ့ဟာကကြတော့ကိုယ့်ရဲ့အချက်လက်တွေပြန်စစ်ဖို့နဲ့ဖောင်တင်ဖို့အတွက်သုံးရတဲ့နေရာလေးပေါ့နော်ဒီဖောင်ချောက်ထားရန်မှတ်ပုံတင်ပြီးဆိုတာအခုလို registration ကာလတွေမှာလုပ်ရတဲ့ဟာမျိုးလေးပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကဖောင်တင်မယ်ဆိုလို့ရှိရင်မဖြစ်မနေဒီ registration ကိုလုပ်ရတာဖြစ်တဲ့အတွက်ဒီဟာလေးကိုစပြီးတော့ချောက်လိုက်ကြရအောင်ပေါ့နော်အဲဆိုတော့ကျွန်တော်ဖောင်ချောက်ထားရင်မှတ်ပုံတင်ပြီးဆိုတဲ့အားလေးကိုအရင်လုပ်မယ်ပေါ့နော်ဒါ GMT ဖောင်စတင်မယ်ဆိုလို့ရှိရင်ဒီအဆင့်ကမဖြစ်မနေကိုလုပ်ရမှာပေါ့နော်အဲဆိုတော့ကျွန်တော်ဖောင်ချောက်ထားရင်မှတ်ပုံတင်ပြီးဆိုတဲ့အားလေးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်တဲ့အခါကျလို့ရှိရင်သူကဒီလိုစာမျက်နှာလေးပြပေးရပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဒါ registration နဲ့ပတ်သက်ပြီးတော့ဒီဖောင်တင်မဲ့သူသိစေချင်တဲ့အချက်အလက်ကလေးတွေသူတို့ရေးပေးထားတာပေါ့နော်အဲ့ဒီဟာလေးတွေကိုဖတ်တင်ပါတယ်ဒီထဲမှာစီကံချက်ကလေးတွေလည်းတခြားပါတယ်ပေါ့နော်အဲဆိုကျွန်တော်ကကြတော့ဒီအချက်လက်တွေကိုဖတ်ပြီးသားဖြစ်တဲ့သူဖြစ်တဲ့အတွက်မဖတ်တော့ပါဘူးအချိန်လေးကြာမှဆိုလို့ပါအဲဆိုတော့ဖတ်ပြီးတော့တဲ့အခါကျလို့ရှိရင်ဟိုအောက်ကလေးကိုဆွဲလိုက်တဲ့အခါကျရင်ဒီမှာအမှန်ရှိရမယ့်နေရာလေးရှိရပေါ့နော်အဲဆိုတော့အဲ့နေရာလေးကိုအမှန်ရှိရှင်းလိုက်တဲ့ဆိုရင်သဘောတူပါပြီဆိုတဲ့ဟာလေးကလင်းလာပါလိမ့်မယ်အဲဆိုအဲ့ကောင်လေးကိုနှိပ်ပါမယ်နှိပ်လိုက်တဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ဒီ identity card ကိုရွေးခိုင်းတယ်ပေါ့နော်ဘယ်လိုအမျိုးအစားလဲပေါ့ကိုကစနစ်အထက်လားယဟန်ရှင်သာမဏေယဟန်ရှင်လားတိလရှင်လားဒါမှမဟုတ်လို့ရှိရင်စနစ်အောက်ကလေးလားဆိုပြီးတော့ရွေးလို့ရပါတယ်ဘယ်ဟာပဲအားလုံးကအတူပါပဲဒါပေမဲ့အတူတယ်ဆိုပေမဲ့ဒီယဟန်တော်ဆိုလို့ရှိရင်တော့စနစ်အထက်ဗဒံနှိပ်လို့မရဘူးပေါ့နော်တိလရှင်ဆိုလို့ရှိရင်လည်းရှင်သာမဏေယဟန်တော်နဲ့တော့ရောလို့မရဘူးစနစ်အောက်ကလေးဆိုလို့ရှိရင်လည်းစနစ်အထက်နဲ့လာရောလို့မရဘူးပေါ့နော်သူဟာလေးနဲ့သူခွဲပြီးထားပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကရှင်သာမဏေဆိုလို့ရှိရင်တော့ဒီသာသနာဝင်စီစီကပြပြရတာမျိုးတွေရှိတယ်စနစ်အောက်ကလေးတွေဆိုလို့ရှိရင်တော့ဒါဟောပေါ့နော်မွေးစင်းနဲ့တင်လို့ရတဲ့ဟာမျိုးလေးတွေရှိရပေါ့ဒါကျွန်တော်တို့ကကြတော့စနစ်အထက်ဒီမှတ်ပုံတင်ရနေပြီဖြစ်တဲ့အတွက်ရှင်သာမဏေလည်းမဟုတ်ဘူးပေါ့နော်အဲ့အတွက်ကိုကျွန်တော်တို့ကစနစ်အထက်ဗဒံလေးကိုပဲနှိပ်တော့မှာပါကျန်တဲ့ဟာဒီပြောချင်တာကတော့ကဒီမှတ်ပုံတင်နေရာမှာလာကွဲသွားပြီးတော့ကျန်တဲ့ထင်ရတဲ့အချက်လက်ကလေးတွေအတူတူပဲဖြစ်ကြအောင်ပဲပြောချင်တာပါအဲ့တော့ကျွန်တော်ဒီ overtraining ရပါတော့စနစ်အထက်ဟာလေးကိုပဲကျွန်တော်ယူပြီးတော့တင်ပြပေးသွားမှာပါအဲ့တော့စနစ်အထက်ဟာလေးကိုနှိပ်လိုက်ပြီးတော့80မီဆိုတဲ့ဟာလေးကိုနှိပ်ရပါမယ်နှိပ်လိုက်တဲ့အခါကျလို့ရှိရင်ဒီလိုစာမျက်နှာလေးပြရရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျတော့ကိုသုံးတဲ့ email ကိုထည့်ခိုင်းတာပါအဲ့တော့ကျွန်တော်ဒီမှာဒီကိုယ့်ရဲ့ email လေးပေါ့နော်ဒါကတော့ကျွန်တော်နမူနာပြပေးတာပေါ့နော်ဒါလူကြီးမင်းတို့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ email ကိုထည့်ရမှာပေါ့နော် email တခြားလေးထည့်ပါ email မှာဝါလို့ရှိရင်ကိုယ့်ရဲ့ email တွေကို activation ကုန်မရောက်ပါဘူးအဲ့ကုန်မရောက်ဘူးဆိုလို့ရှိရင်ဖောင်ကကိုယ့်ရဲ့အကောက်က active မဖြစ်ဘဲနဲ့ဖောင်တင်လို့မရတော့ဘူးပေါ့နော်အဲ့ပြီးတော့တဲ့ခါကျ email ရေးပြီးတဲ့ခါကျရင်စကားဝက်ထည့်ရပါမယ်အဲ့စကားဝက်ကလုံးဝမေးလို့မရပါဘူးအဲ့အတွက်ကိုဒီစကားဝက်စရေးပြီးပြီဆိုတဲ့ကကိုစာအုပ်ထဲမှာပဲဖြစ်ဖြစ်ဖုန်းလေးထဲမှာပဲဖြစ်ဖြစ်တခြားမှတ်ထားဖို့လိုအပ်ပါတယ်မိသွားလို့ဆိုလို့ရှိရင်ပြန်ကြည့်လို့မရဘူးပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ကိုဒီ password လေးကိုမဖြစ်မနေမှတ်ထားရပါမယ်အဲ့ဒါလိုပါတယ်ပေါ့နော်ကျွန်တော်ထက်ကပြောပါတယ်ဒီ80ပြီးကိုနှိပ်ပါမယ်နှိပ်တဲ့အခါကျလို့ရှိရင်password ကအပေါ်နဲ့အောက်နဲ့မတူဖြစ်နေရတဲ့ဒါဆိုလို့ရှိရင်ဒီမှာ password ဟိုပါလေဒီအပေါ်နဲ့အောက်နဲ့မတူဆိုတဲ့စာတန်းလေးပေါ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြန်ဖြစ်ပြီးတော့တစ်ချက်ပြန်ရေးလိုက်ပါမယ်โอเคအဲ့ဒါဆိုကျွန်တော်80မျိုးနှိပ်ချလိုက်မယ်โอเคဒါဆိုရင်ရပြီကိုယ့်ရဲ့ email ကတည်ကြလားလို့သူထပ်ပြီးတော့မေးရပေါ့နော်အဲ့ဆိုရင်ဒီမှာ email တွေကိုတစ်ချက်စစ်ပါမယ်စစ်လို့မှန်တယ်ဆိုလို့ရှိရင်ဟုတ်ပါသည်နဲ့80သွားပါမယ်အဲ့ဆိုလို့ရှိရင်ဒီမှာကျတော့ကိုယ့်ရဲ့ဒီအချက်လက်တွေဖြည့်ပေးရမှာပေါ့နော်အဲ့ဒီဟာလေးတွေကိုဘယ်လိုဖြည့်လဲဆိုတာတစ်ချက်တခြားလေးကြည့်ပေးပါโอเคအဲ့ဆိုပထမဆုံးနေရာကတော့upload profile ဖြစ်တဲ့အတွက်ဒါကိုယ့်ရဲ့
လိုင်းစင်တက်ပုံထည့်ခိုင်းတာပေါ့နော်အဲဆို upload တက်ပုံနှိပ်လိုက်တဲ့ခါကျရင်ဒီမှာကိုဖုန်းထဲမှာတော့ဖုန်းထဲကိုကြိုထည့်ထားပေါ့နော်ကျွန်တော်တို့ဒါကြိုထည့်ထားပြီးဖြစ်တဲ့အတွက်ဓာတ်ပုံလေးကဒီလိုမျိုးတက်နဲ့ကြီးလင်းလေးဖြစ်နေရမယ်ပေါ့နော်အဲဒီဟာလေးကိုဓာတ်ပုံလေးကိုဘောင်လေးဝင်အောင်ဆွဲပြီးတော့ share ပါမယ် share ပြီးတော့ထည့်လိုက်မယ်ဒီ news ကိုနှိပ်လိုက်တဲ့ခါကျရင်ကိုဓာတ်ပုံလေးဒီမှာအပြည့်အဝပေါ်သွားရပေါ့နော်ပြီးတော့လို့ရှိရင်ကိုရဲ့နာမည်ထည့်ပါမယ်ဒါကတော့ကျွန်တော်ကတော့အစမ်းပြတာပါโอเคဒါပြီးတော့တဲ့အခါကျလို့ရှိရင်ဒါမှာနာမည်လေးတခြားရေးပြီးသွားပြီပေါ့နော်ရေးပြီးသွားတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာထည့်ပြရမလဲဆိုလို့ရှိရင်ဒီမှာကြားလားမလားတခါရွေးလို့ရသေးရပေါ့နော်sorry ရွေးလို့ရသေးရမဟုတ်စကားမှားပါလို့ရွေးရမှာပေါ့နော်ကိုကကြားလားမလားဆိုရွေးရမှာဥမာကြားဆိုကြားမဆိုမပေါ့နော်ပြီးတော့ရင်မှာနိုင်ငံသားရေးစစ်ရေးကပြနဲ့တင်ပါလားနိုင်ငံကူးလက်မှတ်နဲ့တင်ပါလားရင်မောင်းလိုက်တဲ့နဲ့တင်ပါလားဆိုပြီးတော့ option 3ခုရှိပါတယ်ကျွန်တော်မှတ်ပုံတင်ကိုပြမှာဖြစ်တဲ့အတွက်မှတ်ပုံတင်ကိုပဲရွေးလိုက်ပါမယ်ရွေးလိုက်ပြီးဒီမှာဒီဟာလေးကိုခဏမရေးသေးဘူးပေါ့နော်မရေးဘဲနဲ့ကြောပြီးတော့ဒီမှာမှတ်ပုံတင်အစီအစဉ်လေးကိုတင်ပါမယ်ကိုဖုန်းထဲမှာတော့ကြိုရိုက်ထားပေါ့နော်အပြည့်ပေါ်အောင်လို့ကျွန်တော် share လိုက်ပါမယ် okay use ကိုနှိပ်မယ်ဒီမှတ်ပုံတင်အနောက်ရှမ်းလေးကိုရွေးမယ်ဖုန်းထဲမှာတော့ဒီမှတ်ပုံတင်တို့ကိုယ့်ရဲ့ line စင်တက်ပုံတို့လက်မှတ်ထိုးပြီးတော့ရိုက်ထားတဲ့ပုံတို့မဖြစ်မနေထည့်ထားဖို့လိုတယ်ပေါ့နော်ပြီးတော့ခေါ်ရှင်ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်တွေကိုရွေးပြီးတော့ထည့်ပါဒါကတော့ကျွန်တော် sample ပေါ့နော်ဥပမာပြပေးတာပါဒီမှာဆိုလို့ရှိရင်မှတ်ပုံတင်နံပါတ်6လုံးရှိရမယ်ပေါ့နော်ရေးပါရေးပြီးတဲ့အခါကျလို့ရှိရင်ဒီမှာကြားမရွေးကိုယ်ကြားလားမလားပေါ့နော်ဒီရန်ကိုယ့်ရဲ့မွေးတက်ဂရစ်ကိုရေးရပါမယ်โอเคဒါက sample ပေါ့နော်မွေးတက်ဂရစ်ရေးပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရေးရပါမယ်โอเคဒီမှာဖုန်းနံပါတ်2လုံးရှိရတူဆိုလို့ရှိရင်ဖုန်းနံပါတ်2နေရာလုံးဖြည့်လို့ရပါတယ်ကျွန်တော်ကဒါ sample ပြအောင်မလို့တစ်ခုပဲပေါ့နော်ဒါကတော့6ရိုက်လိုက်တာပေါ့နော်ပြီး land number ဆိုလို့ရှိရင်လည်းကိုယ်အိမ်လိပ်စာပေါ့နော်မှာနံပါတ်ဘယ်လောက်လဲပြီးတော့လို့ရှိရင် land နာမည်ကဘာလဲအဲ့လိုထည့်မယ်ပြီးမြို့နာမည်ပေါ့နော်မြို့နာမည်ဆိုလို့ရှိရင်ကိုကဥပမာရန်ကုန်မြို့ရင်းထဲမှာဆိုလို့ရှိရင်ရန်ကုန်လို့မရေးအောင်တော့ရန်ကုန်ကကိုနေတဲ့မြို့မဟုတ်ဘူးနော်ဥပမာမြို့နယ်ခွဲလေးတွေရှိတယ်ကွာကမာရွက်လားလာသားလားလမ်းမတော်လားဒါမျိုးတွေရှိရပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဥပမာ sample ပေါ့နော်လာသားရေးမယ်ဆိုလို့ရှိရင်လာသားပေါ့နော်ပြီးဒီမှာဒီနေရာလေးကြာလို့ရှိရင်နည်းနည်းခက်သွားတတ်တယ်ပေါ့နော်စာလိုက်ကုတ်ဆိုပြီးတော့ဒါကတော့ဒီဘက်မှာမရင်းနှီးတဲ့အတွက်ကိုဖြစ်တတ်တယ်ပေါ့နော်စာလိုက်ကုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလာသားပေါ့နော်လာသားဆိုရင်ကိုကရန်ကုန်တိုင်းထဲမှာနေရမလားအဲ့ဆိုလို့ရှိရင်ကိုကင်းမှာဘယ်လိုရှာလဲဆိုရင်ရန်ကုန် postal code ဆိုပြီးတော့သွားရှာလို့ရပါတယ်သွားရှာတဲ့အခါကျလို့ရှိရင်ဒီလိုမျိုးလိမ့်နေတွေ့လို့ရှိရင်ဒီမှာ postal code မြန်မာ2024ဆိုပြီးတော့တွေ့ရပေါ့နော်အဲ့ထဲဝင်ကြည့်လဲရပါတယ်အဲ့ထဲမှာခဏလေးစောင့်လိုက်မယ်သူကဒီမှာကျွန်တော်ကရန်ကုန်ရှာထားတာဖြစ်တဲ့အတွက်ဒီမှာဒါဆိုအလုံး postal code ကဘယ်လောက်ဖြစ်တယ်ကျွန်တော်ကလတာရှာထားတာဖြစ်တဲ့အတွက်အောက်ကိုဆွဲကြည့်ရလိမ့်မယ်ဒီမှာလတာဆိုလို့ရှိရင်ဒီမှာလတာဆိုလို့ရှိရင်ကုတ်ပြောက်နေရပေါ့နော်အဲ့ဆိုလတာနဲ့လမ်းမတော်နဲ့ကနီးနီးပဲပေါ့နော်ကက်ကြောချင်းကက်နေတဲ့ဟာမျိုးလေးဆိုတော့ဒီမှာကျွန်တော်ဒီဟာလေးကိုပဲယူသုံးလိုက်လို့ရတယ်ပေါ့နော်1331โอเคပြီးတော့တဲ့ခါကြလို့ရှိရင်ဒီမှာတခြားဖြည့်ခဲ့ရပေါ့နော်ပြီးတော့တဲ့ခါကြဒီမှာ sign ပေါ့နော်ဒါ signature ဖြစ်ပါတယ် sign ပုံလေးဆိုတော့ဒီမှာကိုယ့်ရဲ့ signature ကိုလက်မှတ်ထိုးထားတဲ့စာရွက်ကလေးပေါ်မှာစာရွက်ကလေးပေါ်မှာလက်မှတ်ထိုးပြီးဓာတ်ပုံရိုက်ပြီးတော့တိတ်တာအဲ့ဒီဟာလေးကိုကျွန်တော်ဒီမှာထည့်လိုက်တယ်ဒါလည်း sample ပဲပေါ့နော်ပြီးတော့လုပ်ပြီးတဲ့အခါကြလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဒီပေါ်မှာပေါ်နေတဲ့စကလုံးလေးကိုတော့ရိုက်ထည့်ခိုင်းတာပေါ့နော်အဲ့ဒါကြီးတိတိရပါတယ်သူကအကြီးနဲ့ပြတယ်ကိုကအသေးနဲ့ရေးလဲရပါတယ်ပြီးအစမ်းကြည့်ပြီးနှိပ်လိုက်မယ်โอเคနှိပ်လိုက်ပြီးသွားတဲ့အခါကြလို့ရှိရင်ဒီမှာကိုယ့်ရဲ့အချက်လက်ကလေးကြီးမှန်လားဆိုပြီးတော့ပြန်ကြည့်လို့ရသေးတယ်ပေါ့နော်မှားနေပြန်ပြင်လို့ရပါတယ်မှားနေပြင်ဆင်ပြီးဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပြင်လို့ရပါတယ်မှန်ပြီဆိုလို့ရှိရင်ကိုကမှတ်ပုံတင်ပြီဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရတယ်ဒီအချက်လက်တွေကဒါတွေကပေါ့နော် sample ပြပြီးတာကျွန်တော်တို့ကအမှားတွေဆိုတော့မကြားလဲအလုပ်ရှုံမှာဒီအချက်လက်တွေရောက်သွားလို့ရှိရင်တို့လည်းအလုပ်ရှုံမှာဆိုလို့ကျွန်တော်ကဒီမှတ်ပုံတင်ပြီဆိုတဲ့ဟာလေးကိုမနှိပ်တော့ပါဘူးဘာလို့ဆိုတော့ကျွန်တော်ရဲ့အချက်လက်တွေကအမှန်မဟုတ်လို့ပါတပားသူအလုံးမရှုပ်စီခြင်းပါဘူးအဲ့အတွက်ကိုအကယ်၍မှတ်ပုံတင်ကိုနှိပ်လိုက်လို့ရှိရင်ဘယ်လိုစာမျက်နှာပေါ်လာမှာလဲဆိုလို့ရှိရင်ဒီလိုစာမျက်နှာလေးပေါ်လာမှာပါဒီလိုစာမျက်နှာကြာလာမှာပေါ့နော်ကြာလာလို့ဆိုလို့ရှိရင်ဒီမှာ MG နဲ့စတဲ့ကိုယ့်ရဲ့ ID နံပါတ်ရမယ်ရပြီးတော့တဲ့ခါကျလို့ရှိရင်တို့ဒီမှာ approve နဲ့edit ဆိုတဲ့အရှင်လေးကိုရှင်းပြပေးထားပဲเนาะဒီလို ID code ကလေးရတဲ့ခါကျလို့ရှိရင်ကိုကဘယ်နေရာမှာသွားပြီးတော့ login ပြန်တင်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာတော့ခဏမူလစာမျက်နှာကိုတစ်ချက်ပြန်နှိပ်လိုက်မယ်ပေါ့နော်ဒီလို login ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လို့ရပြီ
Okay ဆက်နက်ကကျွန်တော်တို့ ID လေးပေါ့နော်ဒီ ID လေးရလာပြီဆိုလို့ရှိရင် MG နဲ့စတဲ့ ID လေးရလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာဒီ login ဆိုတဲ့နေရာလေးကိုတွားပြီးတော့နှိပ်လို့ရပြီပေါ့နော် login ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီမှာ login ID လေးဆက်နက MG နဲ့စတဲ့ ID လေးကိုထည့်စကားဝက်ကကြတော့ဆက်နကကျွန်တော် email ထည့်ပြီးတဲ့အခါကျလို့ရှိရင်ထည့်တဲ့စကားဝက်ကိုထည့်ရမှာပါအဲဒီဆက်နက MG နဲ့စတဲ့ ID လေးကိုလည်းထည့်မယ် password လေးကိုလည်းထည့်မယ်ထည့်ပြီးတော့ login ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရမှာပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ login ခဏဝင်လိုက်ပါအောင်မယ်ခဏဖြောက်လိုက်မယ်နော်Okay ကျွန်တော်တို့အဲ့မှာ login ဒီ ID လေးနဲ့ password လေးကိုနှိပ်လိုက်တဲ့အခါကျလို့ရှိရင်ဒီလိုစာမျက်နှာကြီးကြာလာမှာပါဒီလိုစာမျက်နှာကြာလာတဲ့အခါကျလို့ရှိရင်စာမွေး GMD စာမွေး6လွှာတင်မှာဆိုတာဒါ6လွှာလက်ခံတဲ့ကာလာတွေဆိုလို့ရှိရင်ဒီဟာလေးနှိပ်လိုက်တဲ့အခါကျရင်ဒါရန်ကုန်လားမန္တလေးလားယူပြီးတော့ဖောင်တင်လိုက်ရုံပဲပေါ့နော်ဒီဟာကျတော့ကို6လွှာတင်ပြီးတော့တဲ့အခါကျ6လွှာဖောင်အချက်လက်ကိုကြည့်တာပါပြီးရင်ကိုကကြည့်ရမှာကကိုစနက MG နဲ့စတဲ့ ID လေးရပြီးသွားပြီပေါ့နော် MG နဲ့စတဲ့ ID လေးရပြီးသွားပြီဆိုလို့ရှိရင်စနကကျွန်တော်ပြောတယ်နော် login ဝင်ရမယ့်နေရာလေးကိုနှိပ်ပြီးတော့ ID လေးနဲ့ password လေးနဲ့ထည့်ပြီးတော့ login ဝင်လိုက်ရှင်ဒီလိုစာမျက်နှာရောက်မှာပါအဲ့ပြီးတော့တဲ့အခါကျရင်ကျွန်တော်တို့အသုံးပြုသူအချက်လက်ကိုနှိပ်ရမှာပါကျွန်တော်ဒီမှာတော့ကျွန်တော် personal ပါမှာမလို့နှိပ်မပြတော့ဘူးပေါ့နော်နှိပ်မပြဘဲနဲ့ဒီမှာဒီဟာလေးပြလိုက်မယ်အသုံးပြုသူအချက်လက်ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုစာမျက်နှာပေါ်လာမှာပါပေါ်လာလို့ဆိုလို့ရှိရင်ဒီလိုထိတ်တောင်းလေးမှာကကြတော့ကိုဖောင်တင်ထားတဲ့ကိုယ့်ရဲ့နာမည်ပေါ့နော်စနက sample ပြထားတာလှလှသေးဆိုလို့ရှိရင်ဒီညမှာလှလှသေးပေါ်မှာပါပြီးကျိုးစုပါတဲ့နေရာမှာလည်းကျိုးစုပါရဲ့လှလှသေးလို့ဆိုပြီးတော့ပေါ်နေမှာပါပြီးနာမည်ပေါ့နော်ကိုယ့်ရဲ့နာမည်လှလှသေးပေါ်မယ်ပြီးကိုယ့်ရဲ့ email လှလှသေး @gmail.com ဆိုပေါ်မယ်ဖုန်းနံပါတ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီထည့်ခဲ့တဲ့ဖုန်းနံပါတ်ပေါ်မယ်ပြီးအကောင့်အရှိနေဒီမှာဒီနေရာလေးကိုတစ်ချက်ပြောချင်တာပေါ့နော်အရှိနေ new penny ပေါ့နော် new penny ဆိုတာကကျွန်တော်တို့ကအခုစပြီးတော့တင်လိုက်တာကိုတချို့ကြတော့မိကြရပေါ့နော်ဘာဖြစ်လို့ကျွန်တော်တို့ဒီ6လိုက်တဲ့ email လေးကိုတန်းပြီးတော့ဟိုကြမလာဘူးပေါ့နော် activation code ကြမလာဘူးဆိုတာမတန်းပြီးတော့မကြပါဘူးသူတို့ဘက်ကနေပြီးတော့ကျွန်တော်တင်လိုက်တဲ့ဟာကိုသူတို့ဘက်ကတစ်ချက်ပြန်စစ်မှန်နေတူပါတယ်ပေါ့နော်ဘာလို့ဆိုပုံနေစောင်းနေလားမှတ်ပုံနေနံပါတ်မှန်လားအချက်လက်တွေမှားနေလားသူတို့စစ်မယ်စစ်ပြီးတော့ရပြီသူတို့ approve ပေးပြီဆိုလို့ရှိရင်ဒီလိုအရှင်နေရာမှာ approve ဆိုပြီးတော့အစိမ်းရောင်လေးကြာလာမှာကြာလာတဲ့အချိန်ကြာမှဒါလင်းသူတို့ကကိုယ့်ရဲ့ email တွေကို activation code ထည့်လိုက်မှာထည့်လိုက်တဲ့အခါကျလို့ရှိရင်ဒီလိုနေရာလေးက active မဖြစ်သေးဘူးအကောင့်အရှင်တွေက active မဖြစ်တယ်နော်ဒီအရှင်နေအောက်ဆုံးအရှင်တွေမှာကသူတို့ approve ပေးလိုက်တယ်ဆိုပေမဲ့ဒီအပေါ်လေးမှာကကြတော့ approve မဖြစ်ပါဘူးsorry ဒီအောက်မှာကြတော့approve ပေးလိုက်မှာပေါ့နော်သူတို့ approve ပေးလိုက်ပြီးဒါပေမဲ့ဒီနေရာမှာ active မဖြစ်ပါဘူးအဲ့လို active ဖြစ်ဖို့အတွက်ကကိုယ့်ရဲ့ email တွေကိုတစ်ချက်သွားစစ်ရပါမယ် email ကိုရောက်တဲ့အခါကျရင်သူတို့ဒီမှာကနေပို့ထားတဲ့ activation code ကလေးကိုနှိပ်ရမယ်လို့တော့ထင်တယ်ကိုကကျွန်တော်က new band နေနေအဆင့်ပဲရှိသေးတယ် activation မဖြစ်သေးဘူးပေါ့နော်သူတို့စစ်နေတော့မယ်အဲ့ဆိုတော့အကယ်၍သူတို့ဒီအချိန်ကြီးလေးမှာ approve ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ email ကို activation code ကြမှာပါတန်းပြီးတော့မကြောက်ပေါ့နော်သူတို့စစ်အောင်မှာစစ်ပြီးလို့ရှိလို့ရှိရင်သူတို့ဘက်ကခွင့်ပြုတယ်ဆိုလို့ရှိရင်ဒီ new band ဒီနေရာလေးမှာ approve ဖြစ်မယ်ဖြစ်ပြီးတဲ့အခါဒီလို approve ဖြစ်ပြီးဆိုတာနဲ့ဒီညမှာတန်းပြီးတော့ active တန်းမဖြစ်ပါဘူး approve ဖြစ်ပြီးသွားတဲ့အခါကျရင်ကိုယ့်ရဲ့ email ကိုသွားစစ်ရပါမယ်စစ်တဲ့အခါကျ activation code link ကိုတွေ့ပြီဆိုလို့ရှိရင်အဲ့ဒါလေးနှိပ်လိုက်တဲ့အခါကျမှသာလျှင်ဒီ account အရှင်လေးက active ဆိုဖြစ်သွားမှာအဲ့ဆိုဖောင်တင်မှုအတွက်ကကြတော့ဘယ်ချိန်မှာ ready ဖြစ်ပြီလဲဆိုလို့ရှိရင်အရှင်အနေမှာလည်း approve ဖြစ်ပြီးဒီ account အရှင်ဒီမှာလည်း active ဖြစ်ပြီး active ရဲ့ approve ရဲ့အဲ့နှစ်ခုစလုံးစိမ့်သွားမှဒါလည်းဖောင်တင်တဲ့နေ့ကျမှဖောင်တင်လို့ရမှာပေါ့နော်အဲ့နေရာနှစ်နေရာလုံးမှာကမစိမ့်မဲနဲ့တခုခုပေါ့နော်အဝါရောင်လေးပဲဖြစ်အနီရောင်လေးပဲဖြစ်သူတို့စာသားလေးတစ်မျိုးဖြစ်နေရဆိုလို့ရှိရင်တော့အဲ့ဒါလုံးဝဖောင်တင်လို့မရသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာပြောပြီးသွားတဲ့ဟာလည်း ID လေးရတယ်ဆိုပေမဲ့လည်းအဲ့ဒါ ID ကအထဲပဲဝင်လို့ရသေးတာဖောင်တင်လို့မရသေးပါဘူးဖောင်တင်လို့ရဖို့အတွက်ကသူတို့ဒီမှာစစ်မှာပါစစ်လို့ရှိရင်ဒီညမှာ approve ဖြစ်ရပါမယ် email ဒီညမှာ approve ဖြစ်တာနဲ့အလျောက် email ကို activation code ပို့ပါတယ်activation code ကိုကိုကနှိပ်ပြီးတော့ active ပြုမှသာလေဒီမှာ active ဖြစ်မှာပါအဲဆိုကိုယ့်ရဲ့ account အရှင်ကြီးက email ကို activation code link ရောက်ပြီးသွားပြီကိုကလည်းနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ account အရှင်ကြီးက approve ရဲ့ active ရဲ့အဲ့နှစ်ခုလုံးဖြစ်နေမှာပါဖြစ်ပြီဆိုလို့ရှိရင် fountain နေပြီကြရင် fountain လိုက်ရုံပါပဲကဲအားဆိုလို့ရှိရင်ဒါ registration လုပ်တဲ့အဆင့်အကုန်လုံးကိုရှင်းပြပြီးတော့တာဖြစ်ပါတယ်တခုခုနားမလဲတာမရှင်းတာမျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာကိုတိစနာလေးတွေမိခဲ့ပေါ့နော်ကျွန်တော်အကောင်းဆုံးအတက်နိုင်ဆုံး reply လေးပြန်ပြီးပါမယ်ပေါ့နော်ကိုတိတလောက်တက်လောက်လေးပါဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကြည့်ရှုပေးရတဲ့အတွက်